တစုံရွက်မှာပိုးပိုင်မစားကြင်ကြဘူးဟုတ်လားအဲ့တော့ဘာလုပ်လဲတောင်သူကလူကောင်းတောင်သူတွေကခင်ဗျားတို့ပိုးပိုင်မစားဘူးသူပစ္စည်းမရောင်းပါဘူးဆိုတော့ तू ကပိုးသက်ဆေးတွေဖြန်းရတဲ့ condition ကို तू ကရောက်သွားတယ်ကျွန်တော်ဆရာဝန်မဟုတ်ဘူးထိတ်ဆုံးကနေကျွန်တော်ပြောပြရစီကျွန်တော်ဆရာဝန်တောင်မဟုတ်ဘူးဒါပေမဲ့အဲ့ယောဂနဲ့ပတ်သက်ပြီးတော့တော်တော်လေးလာထားလို့ဘလောက်တောင်မှအနေရများလဲဆိုတော့ SLE ကကင်ဆာဝေဒနာရှင်ထက်တောင်ပိုပြီးတော့အနေရများတယ်နော် HIV ဝေဒနာရှင်ထက်တောင်ပိုပြီးတော့အနေရများတယ် SLE ကအချိန်မရွေးတည်သွားနိုင်တယ်ဆရာဝန်ရှိကိုပထမအဦးဆုံး appointment သွားတဲ့အချိန်မှာဆရာဝန်ပြောတဲ့စကားသိနိုင်တယ်ဂီးဆိုင်ရမယ်စင်ချင်းနေတော့တန်းပြည့်နေလို့ရတယ်ဒါပေမဲ့တော်တော်များငယ်လေးနဲ့ဆုံးပါသွားကြတယ်ပေါ့နော်အသက်20ဝန်းကျင်18နှစ်ကလေးတွေပဲမိန်းကလေးတွေမှာဖြစ်အရန်များတယ် SLE လို့ခေါ်တယ်အရေပြားလေးပတ်နာလို့ခေါ်တယ် lupus လို့ခေါ်တာပေါ့နော် SLE ဆိုတာ systematic lupus erythematosus လာပါလားမသိဘူးဒါက medical term တစ်ခုရှိတယ်အဲ့ဒါအရန်အနေရများတဲ့ယောဂတစ်ခုဖြစ်တယ်ကျွန်တော်ဘာလို့ဒီမှာလာပြီးတော့ပြောလဲဆိုတော့တော်တော်များများဒါရှောင်ကျင်လိုက်ရင်ရသွားတဲ့အရာတချို့တွေက DNA အရာကိုဒီယောဂပါလာတဲ့လူတွေရှိတယ်ဒါပေမဲ့ဘယ်လိုရှောင်ရလဲဆိုတော့ဒီနေ့ခေတ်မှာ main ကလေးတော်တော်များများ SLE ယောဂဘာလို့အဖြစ်များလဲဆိုတော့သူတို့ကဒီ process လုပ်ထားတဲ့အစားအစာတွေကိုစားတာဗျာကြက်ဥဆိုလို့ရှိရင်ဒီလိုမျိုးကြက်ဥကိုမစားဘူးသူကကြက်ဥချောင်းတို့ကြက်ဥပေါင်းတို့အခုယူရီးယားအကင်ကိုရီးယားအကင်ဆိုပြီးတော့လာတယ်လေအဲ့ဒါတွေမှာ process လုပ်ထားတဲ့အစားအစာတွေဒီထဲမှာ chemical တွေအဲ့လိုပါတယ် these are not real food ဒါအစားအစာအစစ်ကိုမဟုတ်ဘူးအဲ့ဒါတွေစားတယ်ခောက်ဆွဲကြောက်တွေစားတယ်အယောင်စိုးစေးပါတဲ့ဟာတွေစားတယ်ဆိုရင်ဒီ SLE ယောဂကဖြစ်နိုင်ခြေများတယ်SLE ယောဂ diagnose ဖြစ်သွားတဲ့လူတွေကအဲ့ဒါတွေကိုလုံးဝရှောင်ပစ်လိုက်ရတာတဘာဝနဲ့နီးဆက်နေနိုင်လေသူတို့အတွက်ကောင်းလေဆရာဝန်ကပြောတယ် SLE ယောဂဝေဒနာရှင်ကိုတဲ့ယောဂဝေဒနာကိုမခံစားအောင်ဘယ်လိုနေရမလဲဆိုတော့ तू ကပျော်နေ तू ယောဂမထအောင်ဒီယောဂမကြွအောင်ပျော်နေပေါ့နော်စိတ်ရမ်းပျော်နေတယ်ကျွန်တော်တို့တကြံတွေဘာတွေမှာရေဆိုတယ်မန်တက်တစ်ခုသွားတယ်မန်တက်တစ်ခုမှာပြန်စောက်တယ်တန်းစီတယ်ပြန်ခြောက်သွားတယ်ပြီးတော့ရေပြန်ဆိုတယ်အုံနောက်သူကြောပြက်ပြီးတေသွားလားကျွန်တော်တို့မတေသွားဘူးလေနေဘူးကြီးထဲမှာလေဘာလို့လဲပျော်နေရင်တောင်းဘာယောဂမှာအလုံးမလုံးဘူးအဲ့တော့မှအရင်အပူဆုံးကာလ၄လပိုင်းမှာနော်လူကပျော်နေတာသူကဆရာဝန်ကဥပမာပေးတာအဲ့လိုပဲဒီဝေဒနာရှင်ကိုဒီလိုမျိုးထားရင်သူပျော်နေလေဒီယောဂကမကြွအောင်ဆိုတဲ့သဘောပေါ့ဆေးတွေအရန်စားရတယ်အရန် side effect တွေရှိတယ်သူကအထဲထဲမှာ inflammation တွေဖြစ်တာခန္ဓာကိုယ်အထဲထဲမှာရောင်တာ organ တွေအုံနောက်ဆို organ ဆိုကလီစာပေါ့ဗျာအစိတ်ပိုင်းတွေမှာကလီစာတွေကတစ်ခုပြီးတစ်ခုတွားတူထင်သလိုကောက်ရောင်တာတချို့တွေကအရေပြားမှာပြတယ်တချို့တွေကအရေပြားမှာမပြဘဲနဲ့အထဲထဲမှာအဲ့လိုမျိုးအယိုးအစစ်တွေရောင်တာငေါတာလက်တွေဆိုပုံပြောင်းသွားတာကွေးသွားတာခြေထောက်တွေဆိုကွေးသွားတာတချို့နေ့တွေဆိုအဲ့ရဘောထားလို့မရတာအရန်ခံရတယ်ဆိုတော့သူကရှင်းလေး SLE ကပြောရမယ်ဆိုလို့ရှိရင်သူလူတိုင်းမှာကိုယ်ခံအားရှိတယ်အဲ့ကိုယ်ခံအားကိုကျွန်တော်တို့က antibody လို့ခေါ်တယ်အဲ့ခုခံအားကိုယ်ခံအားကအပြင်ကလာတဲ့ယောဂကိုခုခံအားမှာမလားအပြင်ကလာတဲ့ယောဂကိုမခုခံမင်းနဲ့သူကကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ vital organ တွေကိုတွားပြီးတိုက်ခိုက်နေတာခန္ဓာကိုယ်မှာရှိတဲ့အင်္ဂါစိတ်ပိုင်းတွေကိုသူက confuse ဖြစ်ပြီးတော့ပြန်တိုက်နေတာအုံကိုပြန်သွင်းသလိုပေါ့ကိုယ်စစ်တက်ကိုပြန်တတ်နေသလို friendly fire လုပ်သလိုပေါ့အဲ့လိုမျိုးဖြစ်နေတာအဲ့တော့သူတို့ကဘာတောက်ရလဲဆိုတော့ခုခံအားကိုရှော့ကြတဲ့ဆေးကိုတောက်ရတယ်ခုခံအားကိုမြင့်တင်တဲ့ဆေးကိုသူကတောက်လို့မရဘူးခုခံအားအရန်ကောင်းနေရင်ဒီ organ တွေကိုကိုယ်ခန္ဓာကိုယ်တိုက်နေတဲ့ဟာတွေပို့ပြီးအရှိန်မြင့်တင်ပြီးသလိုဖြစ်သွားမယ်ဆိုပြီးတော့ခုခံအားကိုယောနေစေတဲ့ဆေးတွေတာစားရတယ်စဉ်းစားကြည့်ဘယ်လောက်ထိဆိုးရလဲဆိုတော့ပေါ့နော်ဆိုတော့ SLE ဝေဒနာရှင်တွေကိုကျွန်တော်ပြောချင်တာကတတ်နိုင်တဲ့လောက်တဘာဝအတိုင်းပဲစား organic စားနိုင်ပိုကောင်းတယ်ခောက်ဆွဲကြောက်တို့အဲ့ process လုပ်ထားတဲ့ဟာဗျာကြက်ပေါင်ဆိုရင်ပေါင်အလုံးလိုက်မြင်ရမယ်အဲ့ဒါကိုကြက်ပေါင်ပုံစံတော့ရှိတယ်ဒါပေမဲ့အထက်မှာကြိတ်သားကြီးဆိုရင်လုံးဝမစားသင့်ဘူးကြက်ဥကြောင်လုံးဝမစားသင့်ဘူးအဲ့လိုမျိုးပေါ့ process လုပ်ထားတဲ့ဟာဘယ်ဟာမှမစားနဲ့တဘာဝအတိုင်းစားပျော်ပျော်ရွှင်ရွှင်နေဒီနေ့ခေတ်မှာအများကြီးတောက်လာတယ် sting လို့ခေါ်တဲ့ energy drink တခုရှိတယ်အယောင်လေးနဲ့လေအနီရောင်နဲ့အဝါရောင်နဲ့လေအဲ့ဒီအယောင်တွေကခင်ဗျားတို့ဒီ SLE ယောဂဖြစ်စေဖို့ပို့ပြီးတော့တိုက်တွန်းမှာကင်ဆာယောဂကျိန်းသေးပါဖြစ်မယ်
အဲ့ဒါကိုလူငယ်တွေကအဲ့လိုဆွဲမြဲတောက်နေကျွန်တော်ဒါကုမ္ပဏီကိုကျွန်တော်တိုက်ခိုက်တာမဟုတ်ဘူးเนาะကျွန်တော်လဲတောက်တယ်ကျွန်တော်ခီးသွားတယ်ကားမောင်းရတယ်ဆိုလို့ရှိရင်အိမ်မငိုက်ဖို့ကိုဒါမျိုး energy drink တွေတောက်ရတယ်ပေါ့နော်ကျွန်တော်ကလစ်ပူဝယ်တောက်တာပေါ့ဗျာဆိုတော့ပြောပြတာသူတို့ရဲ့လှုပ်ဆောင်ပုံကရှက်လဲသူ့နေရာမှာသူကောင်းတယ်ဒါပေမဲ့လူတွေကိုအကျမ်းမာရေးအသိရှိစေဖို့ပြောပြတာပေါ့နော်အုံးရီတောက်ဗျာကုမ္ပဏီတွေကျွန်တော်တိုက်တွန်းနေတယ်အုံးရီကို packing လုပ်ပြီးတော့ packing တော့မလုပ်နဲ့အုံးရီတွေလိုက်ရောင်းတော့ natural ကတော့သူ packaging ကအမှန်ကန်လုပ်ထားပြီးသားပြောင်းဘူးကတော့သူအခွန်ပါပြီးသားအဲ့ဒါကိုပြောင်းဘူးကိုအခွန်ခွာတယ် plastic အိတ်ထဲမှာပြန်ထည့်ပြီးတော့လေစုပ်ပြီးရောင်းတယ်ကျွန်တော်တို့ရဲ့ packaging ဆိုရင်ကြိုက်တာလူတွေကဒါခင်ဗျားတို့တောင်းလို့နော်ကျွန်တော်တို့ခင်ဗျားတို့တောင်းလို့ organic ပဲရင်တော့စားခဲ့တာငငယ်လေးတုန်းကကျွန်တော်အမေခရမ်းသီးကိုကျွေးရင်အမြဲတမ်းကြိုက်ပြီးတော့ခွဲကြည့်ပြီးတော့ပိုးပါမှာပါကြည့်ပြီးတော့ပိုးပိုင်ပိုးကိုထုတ်ပြီးတော့ကျွန်တော်တို့စားတယ်အဲ့လိုမျိုးပိုးတောင်အခုမစားတော့ဘူးပိုးတောင်ဒီအသီးကိုမစားတော့ဆိုတော့ဒါကျွန်တော်တို့အဲ့အသီးကိုစားတင်လားကစွန်းရွက်ဘာအရွက်ဝဲပိုးထိုးထားရင်ကျွန်တော်အဲ့ဒါရွေးပြီးဝယ်တယ်ဒီထဲမှာဆေးနေထားတယ်ဆေးနေတယ်ပေါ့နော် organic ကတော့မဖြစ်နိုင်ဘူးဗျာဒါပေမဲ့ဆေးနေထားလို့ဒါပိုးထိုးနိုင်တာဆိုပြီးတော့အဲ့လိုမျိုးကျွန်တော်ကတွေးပြီးဝယ်ရတယ်လူတိုင်းကအဲ့လိုတွေးရမယ်လေခင်ဗျားတို့ကျွန်တော်တို့အဲ့လိုမတွေးလို့အကောင်းဆုံးအတန့်ဆုံးဟုတ်လားငါပြောသည်ဆိုရင်တန့်နေမှာဖះကိုကတ်တာတန့်နေမှာဆိုပြီးတော့ဖះလာပြီးနှွာစားနေတာမှမဟုတ်တာကျွန်တော်ပြောတာကျွန်တော်တို့တောင်းဆိုမှုတွေကြောင့် chemical တွေပါတဲ့အစားအစာတွေကိုဒီနေ့ကျွန်တော်တို့စားနေရတယ်ဒါကိုသဘောပေါက်ကြလားမသိဘူးငါတို့ပဲဖန်တီးနေတယ်ဆိုတော့သဘောပေါက်ကြလားမသိဘူးခရမ်းကျင်သီးမှာအနာမပါတာအတန့်နေတာပန်းသီးမှာဆိုလို့ရှိရင်ရှုပ်နေမစားတော့အဲ့တော့ तू ကအဲ့ကောင်ဖျောင်းကုတ်တင်လောက်ကောကျွန်တော်တို့တောင်းဆိုထားတာကြီးပဲအကုန်လုံးက indirectly ဒါအားလုံး domino effect ပေါ့ဗျာကျွန်တော်တို့စလိုက်တဲ့ဟာနောက်မှကျွန်တော်တို့စီကိုပြန်လာကြတယ်အဲ့ဒါခေါင်းပေါ်ကိုခေါင်းပေါ်ပြန်လာကြတယ်ဆရာလုပ်တယ်လို့လည်းမထင်သေးခြင်းဘူးလူတွေကိုကျမ်းမာရေးဘူးတုဒနဲ့ပတ်သက်ပြီးတော့နိုးကြားစေချင်တာကျွန်တော်ဒီလိုပြောနေလို့ကျွန်တော်ကအရန်ကောင်းမွန်နေတယ်လို့လည်းမထင်စေချင်ဘူးကျွန်တော်လည်းအရက်ဒီဘီယာတွေစလိတ်တွေတောက်တဲ့လူပဲဒါပေမဲ့ကောင်းတဲ့စကားကဘသူရှိရလာလက်ခံသင့်တယ်လို့ကျွန်တော်ကထင်တယ်ဗျခင်ဗျားတို့လည်းအဲ့လိုထင်လားအားလုံးကျေးဇူးတင်တယ်နောက်ဗီဒီယိုမှာတွေ့ရပါ